ချက်ဥအရေးတွေကိုငှက်ပြောသေးတဲ့လောင်းထည့်လိုက်ရင်ဒီလောက်ထိအရသာရှိရဲ့စားတောင်နည်းအသစ်ဖြစ်လာမယ်လို့လုံးဝကိုမထင်ထားခဲ့ပြပါဘူးဒါကအခုတလော online ပေါ်မှာအရန်ကိုနာမည်ကြီးနေတဲ့ငှက်ပြောသီးကြော်နည်းအသစ်လေးမျိုးတင်ထားဖို့အကြံပေးချင်ပါတယ်နော်ငှက်ပြောသီးလေးတွေကိုအခွန်နွာလိုက်ပြီးတော့ဓားလေးနဲ့အချက်လေးတွေထည့်အောင်ပါပါလေးလိပေးလိုက်ပါမယ်ဘိုင်ငလုံးထဲကိုချက်ဥနှလုံးလောက်ဖောက်ထည့်ပြီးတော့တေချာလေးခောက်ပေးထားလိုက်ပါအောင်မယ်တချို့လူတွေကဗီဒီယိုလေးကိုငင်းလေးကြည့်တတ်ကြပေမဲ့နှလုံးသားပုံစံ like လေးကိုတော့တိတ်တဆိတ်လေးပေးသွားတတ်ကြပါတယ်အခုလို like ပေးတဲ့သူတွေကိုလည်းပတ်စံတွေအများကြီးရပါစေစိတ်ညစ်ရတာတွေနည်းပါစေကျန်းမာရေးကောင်းပြီးလိုအိမ်ဆန္ဒတွေအကုန်ပြည့်ဝပါစေလို့ဆုတောင်းပေးလိုက်ပါရနော်ပြီးရင်တော့ခောက်ထားတဲ့ကြက်ဥအရည်တွေကိုငှက်ပြောသီးတွေထဲလောင်းထည့်လိုက်ပါမယ်တန်ရှင်းစာဆေးကြောထားတဲ့လက်ကလေးနဲ့ငှက်ပြောသီးတစ်ချက်ချင်းစီမှာကြက်ဥအရည်တွေနှံ့သွားအောင်တေချာလေးနယ်ပေးလိုက်ပါမယ်နောက်တစ်ဆင့်အနေနဲ့အလွယ်တကူဝယ်လို့ရရဲ့ bread crumbs ခေါ်တဲ့မုံဖုတ်အမုံလေးတွေနဲ့လူးပေးရပါမယ်ကျွန်တော်ကတော့ဒီလိုအဝါရောင်လေးကိုပဲရွေးသုံးလေးရှိပါတယ်ဒါကအဆင့်မြင့်ကျုံစေလေးတွေကိုတေချာကြိတ်ထားတာပါနှစ်သိကူးတဲ့အခါမှာလည်းဒီအမုံလေးနဲ့ဖယုံသီးမုံလောက်တာပဲဖြစ်ဖြစ်စက်တောင်ပန်ကြော်တာပဲဖြစ်ဖြစ်လှုပ်စားရင်အရန်ကိုအရသာရှိရပါပဲငပြောသီးလေးတွေကိုမုံဖုတ်အမုံလေးထူထူလေးလူးပေးပြီးရင်စီပူအိုးထဲကိုထည့်ကြော်ပါမယ်စီပူထဲမှာအမြုံလေးတွေထလာပြီဆိုရင်တော့မီအသင့်အသင့်နဲ့10မိနစ်လောက်ကြော်ပေးလိုက်ရုံပါပဲရွှေအိုရောင်တန်းပြီးကြွက်ရွက်လာပြီဆိုရင်တော့ဆယ်လိုက်လို့ရပါပြီဒီလိုလှုပ်ထားတဲ့ငပြောသီးကြော်လေးကအကင်းကကြွက်လေးနဲ့အတွင်းကတော့ချိုအေးအေးလေးမို့လို့တကယ်ကိုရှေ့အရသာပါပဲတငယ်ချင်းတွေတော့မကြွေးချင်လောက်အောင်ကောင်းလုံးလို့အခုပဲငပြောသီးဝယ်ပြီးအိမ်မှာလိုက်လို့ကြည့်လိုက်ပါအောင်နော်